င်္ဂလာပါဒီနေ့တော့ပလေး chill လို့ရမယ့်တခြင်းလေး peak လေးတစ်ခုကိုကျွန်တော်တီးကြည့်အောင်ဗျ tempo ကိုလောလောဆယ်79မှာကျွန်တော်ထားထားတယ်ပေါ့နော်နောက်လိုရင်တော့ပြန်ပြောင်းမှာပေါ့ပြီးသွားလို့ရှိရင်ကျွန်တော်ထုံးစံတိုင်း Apple key လေးကျွန်တော်ခေါ်လိုက်တယ်ခေါ်ပြီးသွားလို့ရှိရင် code လေးတွေကျွန်တော်တို့ရေးကြမယ်ပေါ့နော်ဒီမှာတော့ကျွန်တော် C နဲ့ F နဲ့ကိုပဲကျွန်တော် chord progression ကိုသုံးမယ်เนาะအဲ့တော့ C တပါ F တပါပေါ့နော်အဲ့လို chord progression တွေကိုကျွန်တော်တို့သုံးမယ်ပေါ့အများကြီးမေးတော့အများကြီးရေးလို့ရှိရင်ဒါဟိုရှုပ်ရှက်ခတ်နေမှာဆိုလို့ပေါ့နော်အစားဆိုလို့ရှိရင်ပေါ့မေးဆိုလည်းလွယ်ကူလိုက်လို့ရမယ်ထင်ပါတယ်ခင်ဗျโอเคအဲ့တော့ကျွန်တော် C နဲ့ F လေးကိုကျွန်တော်နှစ်ပါးရေးတယ်ပြီးရင် copy paste လုပ်ရတယ်နောက်တော့နှစ်ပါးပေါ့နော်အဲ့တော့၄ပါးဖြစ်သွားမယ်โอเคပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘယ်ဘက်လက်က pattern လေးရေးလိုက်ဆိုညာဘက်မှာကျွန်တော်တို့အလုံးလေးတွေနည်းနည်းလေးကျွန်တော်တို့တီးကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်အလုံးလေးကိုအခုလိုလေးကျွန်တော်တီးရတယ် C ရဲ့နော် C ရဲ့ကျွန်တော်တို့ဒီC ကောမှာပါတဲ့ note တွေဖြစ်တဲ့ C E G ကိုပဲကျွန်တော်အစတီးထားတယ် C G E နော်ပြီးတော့မှနောက်မှာနော်ဟိုပါလဲ B လေးကိုထည့်လိုက်တာပေါ့နော် B ကြတော့လည်း7 chord သဘောမျိုးဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တီးလိုက်တယ်အဲ့ကောင်ကိုပဲကျွန်တော်လောလောဆယ် copy ပွားလိုက်တယ်ပေါ့နော်အဲ့မှာ F chord မှာဆိုရင်ကျွန်တော် C ရေးထားပါပြီလို့ဆို C chord မှာပါတယ်sorry F chord မှာပါတဲ့ note ကလည်း C ရဲ့ F က A ရဲ့ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒါကျွန်တော်လောလောဆယ်ဒါလွယ်ဆိုရအကြောင်းမရှိဘူးပေါ့နော်โอเคအဲ့တော့အဲ့မှာနှလုံးမှာကျွန်တော်ဟိုနော်၄ပါးလုံးမှာနည်းနည်းလေးတူနေတဲ့အတွက်ကြောင့်ကျွန်တော်နော်တတိယပါးမှာကျွန်တော်နည်းနည်းလေးရှောက်ပြောင်းကြည့်လိုက်မယ်နော်ဘယ်လိုပြောင်းကြည့်လိုက်လဲဆိုလို့ရှိရင်ကျွန်တော်B နေရာ notes ကိုကျွန်တော် G ကိုပြောင်းလာလိုက်တယ်နော်အဲ့ဒါလေးပဲကျွန်တော်တို့ပြောင်းလိုက်တယ်ဗျာနော်ပြီးသွားလို့ရှိရင်ဒါကြီးကနည်းနည်းလေးရိုးရှင်းရှင်းလေးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်နောက်ထပ်အလုံးလေးနည်းနည်းကျွန်တော်ထပ်ထည့်လိုက်တယ်ဟာဒါအခုဆိုရင်ကျွန်တော်ကြည့်မယ်ဆိုရင်ဒါ C major scale ထဲမှာပဲကျွန်တော်တို့သွားထားတယ်ပြီးသွားလို့ရှိရင်အများဆုံးအားဖြင့်ဆိုရင် chord မှာပါတဲ့အလုံးတွေကိုပဲအဓိကကျွန်တော်တို့ယူတီးထားတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုမှစပြီးတော့တီးမဲ့ပေါ်တာတွေအတွက်ဆိုလို့ရှိရင်ဒီတခြားအလုံးတွေတီးလို့ရှိရင်အဆင်မပြေတာလေးတွေဖြစ်မှာဆိုလို့ပေါ့နော်ဒီလို idea လေးနဲ့တီးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကဒါ sharing လုပ်တဲ့သဘောဖြစ်ပါတယ်ခင်ဗျအဲ့တော့အလုံးလေးတွေကိုတော့အဲ့လိုနည်းနည်းအစိတ်ကလေးတွေဆိုရင်ရှင်တော့ဒီ major scale ထဲမှာနည်းနည်းလေးစမ်းကြည့်ပေါ့နော်ဟိုအရင်အစိတ်မဟုတ်တဲ့ဟာမျိုးလေးဆိုရင်တော့နည်းနည်းလေးဖြစ်နိုင်လို့ရှင်တော့အခုမှစပြီးလေ့လာမယ်ဆိုလို့ရှင်တော့ဒီ chord ထဲမှာပါတဲ့ note တွေနည်းနည်းတီးကြည့်ပေါ့ဗျာ first beat နဲ့ third beat တွေလာမှာဒါကျွန်တော်အမြဲတမ်းလည်းကျွန်တော်ပြောဥပါတယ်ပြီးသွားလို့ရှင်ကျွန်တော် string လေးကျွန်တော်တို့ထည့်လိုက်မယ်နော်string ကိုလည်းကျွန်တော် C နဲ့ F ကိုပဲကျွန်တော် chord လေးတွေရေးလိုက်မယ်ဗျာ chord မရေးတတ်လို့ရှိရင်တော့ဒါအစပိုင်း tutorial မှာကျွန်တော်ပြောတတ်ပူတဲ့ chord လေးတွေတော့ရှိပါတယ်ဗောနော်ဒီမှာတော့ကျွန်တော်ကြာဝတ်မှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဒီလိုပဲကျွန်တော် chord ကိုเนาะ C ဆိုရင် C E G ပဲဖြစ်ဖြစ်နောက်သူ့ရဲ့ inversion ဖြစ်ဖြစ်เนาะ E G C ဖြစ်ဖြစ်เนาะ G C E ဖြစ်ဖြစ်အဲ့လိုမျိုးဗောနော်ကျွန်တော်တို့ရေးလိုက်တာဗောနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် C chord ကို G C E ကိုကျွန်တော်ရေးထားတယ် F ဆိုလို့ရှိရင်လည်း A F A ဒါเนาะ AF ရေးလိုက်တယ်တကယ်လို့ AC F လည်းရေးလို့ရမယ်ဗျာเนาะနောက်မှာဆို CFA ဆိုရင်ကျွန်တော်ရေးထားတယ် is okay ပေါ့เนาะဒါဒီ chord ထဲမှာပါတဲ့ဟာပေါ့ okay ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဗာလေးထပ်တီးမလဲဆိုလို့ရှိရင်ကျွန်တော် piano အတန်လေးကိုကျွန်တော်နည်းနည်းလေးပြောင်းကြည့်မယ်ပေါ့နော်ဒီမှာတော့အရင်အချိန်လေးကြာမှဆိုတော့ဟိုကိုကြိုက်တဲ့အတန်လေးတွေကိုလိုက်ရှာပေါ့နော်ရှာပြီးရင်မလိုတဲ့ဟာလေးဖြုတ်ပိုတဲ့ဟာလေးတွေလိုတဲ့ဟာလေးတွေထည့်ပေါ့နော်တခါကြလို့ရှိရင် layering လောက်တာ over ဖြစ်သွားလို့ရှိရင်နားထောင်ရတာအဆင်မပြေတာတွေဖြစ်သွားတတ်တယ်ဗျာနော်အဲ့တော့အရင်နဲ့ layering စီမလုပ်ပါနဲ့ဟိုနားထောင်လို့အဆင်ပြေလောက်တဲ့ဟာမျိုးလေးကိုပဲလုပ်ပါနော်အခုဆိုကျွန်တော်2 line ရှိရင်2 line ကနောက်ပိုင်းမလိုလို့ရှိရင်ကျွန်တော်ဖြုတ်လိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာတော့ကျွန်တော်တို့စမ်းတက်နေတဲ့အချိန်ပေါ့နော်အတန်ကာလာလေးစမ်းတက်တဲ့အလုံးလေးတွေစမ်းတက်တဲ့အစရှိတဲ့ပြင်မှာတော့စမ်းတက်ပြီးကျွန်တော်တို့ရှောက်တီးနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ပါနော်โอเคလောလောဆယ်မှာတော့ကျွန်တော် playlist ထဲမှာကျွန်တော်တို့ပြန်ပြီးတော့ဆက်ရေးကြမယ်ပေါ့okay playlist မှာကျွန်တော်တို့စီလိုက်တယ်စီပြီးသွားလို့ရှိရင်ကျွန်တော်ဗာရေးမလဲဆိုလို့ရှိရင်ကျွန်တော် drum လေးရေးမယ် drum ရေးမယ်ဆိုတော့တုံးတဲ့ကျွန်တော်တို့ဒီ browser တွေကနေပြီးတော့ drum color လေးတွေเนาะ drum one shot လေးတွေကိုကိုကြိုက်တဲ့ drum one shot လေးတွေယူမယ်ယူပြီးတော့ရှင် channel red ထဲမှာကျွန်တော်တို့ထည့်လိုက်မယ်เนาะဒီမှာတော့ကျွန်တော် channel red ထဲမှာပဲကျွန်တော်တို့စရေးမယ်ဘာဖြစ်လို့လဲဆို channel red က drum လေးတွေစီရတာလွယ်တဲ့အတွက်ကြောင့်ပေါ့เนาะ channel red ဆိုတော့ကျွန်တော်တို့ဒီ sequencer လို့လည်းခေါ်တာပေါ့เนาะ sequencer မှာစီမယ်ပေါ့เนาะအဲ့တော့ drum pattern လေးတွေကတော့ကျွန်တော်ဒီမှာတော့ဒီလိုရေးတယ် do talk do talk เนาะအဲ့လိုလေးကျွန်တော်ရေးထားလိုက်တယ်မေးစလို့အနေနဲ့ဒါစမ်းသက်ပြီးရေးကြည့်ပါ drum pattern တွေကိုเนาะအမျိုးမျိုးကိုယ်ပိုင်ကိုစိတ်လည်းရှိရနေမှာ kick တွေကိုကြိုက်တဲ့နေရာလေးတွေရွှေ့ကြည့်ဟလာဟို
ပေါ့နော်စနေကိုကြတော့လောလောဆယ်မှာတော့เนาะ second beat နဲ့ fourth beat မှာထားပါတော့ kick လေးတွေနည်းနည်းလေးရွှေ့ပြီးကစားကြည့်ပေါ့အဲ့လိုမျိုးလေးဆိုတော့ဒါအဆင်ပြေသွားနိုင်ပါတယ်ခင်ဗျပြီးသွားရင်ကျွန်တော် mixer ထဲထည့်ပြီးတော့ကျွန်တော်အတန်လေးနည်းနည်းเนาะအတိုးကျယ်လေးနည်းနည်းလုပ်လိုက်မယ်ဗျာပြီးသွားရင်တော့ကျွန်တော် drum ကို playlist မှာစီလိုက်မယ်ဖွင့်ကြည့်မယ်ဆိုရင်โอเคပြီးသွားလို့ရှိရင်တော့ကျွန်တော်သူ့ရဲ့ texture လေးရပါအောင်ပေါ့နော်ဒီ vanilla တန်လေးကျွန်တော်တို့ထည့်ထားလိုက်တယ်ဗျာဟိုကကျွန်တော် base ရေးမယ်ဆိုတော့ကျွန်တော်ဒီမှာเนาะ flash ထဲရပဲကျွန်တော်ရေးမယ်ပေါ့เนาะဒီခုကျွန်တော်ပြတဲ့ tutorial လေးပုံစံလေးမှာဆိုတော့ဒီ FL ရဲ့ဘဲမှာပါတဲ့ plugin တွေကိုပဲအများဆုံးကျွန်တော်တို့သုံးထားတယ်ပေါ့เนาะဘာလို့လဲဆိုတော့တခြား third party plugin တွေထည့်ရတာအဆင်မပြေတာတွေဒါမှမဟုတ်လည်းအခက်အခဲလေးတွေပေါ့เนาะအဲ့လို CPU မနိုင်တာဘာလို့မျိုးတော့အကြောင်းမျိုးရရှိမှာဆိုလို့ပေါ့เนาะအဲ့တော့ကျွန်တော် base ရေးတယ်ဆိုလို့ရှိရင်ပါဆိုရင်လည်းအလွယ်ဆုံးကတော့ကျွန်တော်တို့ base ကို kick အတိုင်းရေးမယ်ပြီးသွားလို့ရှိရင်เนาะဒီကျွန်တော်တို့ကြီးထားတဲ့ chord တွေရဲ့ root note တွေရေးမယ်เนาะ root note တွေမှာဆိုလို့ရှိရင်ကျွန်တော်ကဥပမာ C နဲ့ F နဲ့ရေးတဲ့အတွက်ကြောင့် C ရဲ့ FK ကိုပဲကျွန်တော်တီးလိုက်တယ်။နောက်ပြီးသွားရင် kick အကြတွေမှာကျွန်တော် bass ကိုလိုက်တီးမယ်။အဲ့ဒါဒီမှာဆိုရင်ကျွန်တော်တို့ဒါက C နဲ့ F နဲ့ကိုရေးတယ်သူကသူ့ပိုင်သူပြဥပမာ root note မှာပဲရေးမယ်ဆိုလို့ရှင်တော့ bass က major တွေ major တွေ minor တွေကခွဲစရာမလိုဘူးเนาะအဲ့တော့ A minor ဆိုတော့ A ရဲ့ root note မှာရေးလို့ရတယ်ပေါ့เนาะဒီမှာတော့ minor ကမပါဘူးဒါကျွန်တော်ပြောလိုက်တာအဲ့ဆိုလို့ရှင်တော့ မိတ်ဆွေတို့နည်းနည်းလောလောကူကူပေါ့เนาะဒီလိုမျိုးတစ်ချင်းလေးဖန်တီးလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လောလောဆယ်เนาะ snare နေရာလေးမှာ snap လေးကျွန်တော်တို့ပြောင်းထည့်လိုက်တယ်နောက်ပြီးသွားလို့ရှိရင်အစာပိုင်းမှာကျွန်တော်ပြောသလိုပဲကြိုက်တဲ့အတန်လေးတွေကိုကျွန်တော်ထပ်ပြီးတော့စမ်းသပ်ကြမယ်ပေါ့နော်စမ်းသပ်မယ်ဒါမှမဟုတ်လည်းဥမာ melody ဆိုတက်တက်ယူမလားနောက် chord ကိုပဲတက်တက်ထားမလားအစရှိသဖြင့်ပေါ့နော်စမ်းသပ်မယ်ဒါပေမဲ့ကျွန်တော်အစမပြောသားသလိုပဲ layering တွေတော့အများကြီးမလုပ်ပါနဲ့လုပ်လို့ရှိရင်လည်းဒီခါကျရင်နော်ဟို layering တွေအလုပ်လွန်သွားပြီးတော့မှအဆင်မပြေတာတွေဖြစ်တတ်ပါတယ်ခင်ဗျဟောပြီးတော့ကျွန်တော် tempo ကြီးရမ်းနှေးနေတယ်လို့ကျွန်တော် tempo လေးတင်လိုက်တယ်ဗျ85ဖြစ်သွားတော့အစ79အခု85ပေါ့